Premier League ဘယ်အသင်းကိုအားပေးလဲ Chelsea Chelsea ကိုအားပေးတယ်ဟုတ်လားမင်္ဂလာပါအခုနာမည်လေးကိုမိတ်ဆက်ပေးပါဦး တိတ်တော်ဦးပါ တိန်းစောအခုဒီမှာကားဝင်းမှာအလုပ်လုပ်တာကြားပြီလား ကားစပယ်ရလိုက်တာ ဆက်ပြလိုက်ဟုတ်ကဲ့ဘောလုံးပွဲတွေပဲကြည်လား ဘောလုံးမကြည့် အခုကျွန်တော်မေးခွန်းတစ်ခုမေးမယ်အခုဖြည့်နိုင်တယ်ဆိုလို့ရှိရင်9000ရမယ်မဖြည့်နိုင်ဘူးဆိုလို့ရှိရင်1000ပဲရမယ်ပေါ့ဘာမှလေးလေးလည်းနဲ့မပါဘူးပရီးမီးယားလိပွဲတွေကြည်လား Premier League ဘယ်အသင်းကိုအားပေးလဲ Chelsea Chelsea ကိုအားပေးတယ်ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်အခုမေးခွန်းတစ်ခုမေးမယ်ဗျာ Chelsea နီးပြမော်ရင်ကိုသိလား သိရ Chelsea ကိုကင်ပြီးတော့မှမော်ရင်ကိုဘယ်အသင်းကိုပြောင်းသွားလဲ မောင်ကြီးကိုပြောင်းသွားတာဟိုမန်ယူပြောင်းသွား Chelsea ကိုပြီးသွားတော့နောက်တစ်သင်း ပြီးတော့မပြီးပါဘူးကြောင် နည်းနည်းစဉ်းစားကြည့်အီတလီကအသင်းဗျာကလပ်အသင်း ဟိုအီတလီရဲ့ AC Milan လည်းမသိဘူးပြောင်းသွားတာ မီလန်တော့မီလန်ပဲ AC မဟုတ်ဘူး Inter Milan ဟုတ်တယ်အင်တာမီလန်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်เนาะအခုအဖြေမှန်တဲ့အတွက်အကိုတခါတည်းစုချင်းဝင်9000เนาะ MTK မိုးကဖြန့်မှုရောင်းချရေးကိုသိလား သိဘူး မသိဘူးအကောင့်တွေပဲ follow လုပ်တာ TikTok မှာ TikTok အကောင့်မှာကျွန်တော်တို့ကျွန်တော် MTK ကို follow လုပ်လို့လည်းရတယ်ကျွန်တော်မိုးကနဲ့ပတ်သက်လာတယ်ဆိုလို့ရှိရင်ကိုင်းမိုးကကျွန်တော်တို့ပြုပြင်ရောင်းဝယ်ရေးအကုန်လုံးပြုပြင်ရောင်းချရေးအကုန်လုံးရှိတယ်ကျွန်တော်ရှိတယ်เนาะအဲ့ဒါချက်လောက်ကျွန်တော်တို့လိုက်ပြီးတော့မှအပေးအောင် ဟုတ်အဘေအဲ့တော့မှကားမလာကတ်ထားသေး ဟာလားကားမလားထက်က ကားမလာကတ်စတိကလေးလည်းအကူညီတော့ကျွန်တော်ကားလေးကိုစစ်တယ် ဟုတ်ကဲ့ MTK ရဲ့လိပ်စာကိုထပ်ပြီးတော့ဖြည့်နိုင်ရင်ထပ်ပြီး9000ထပ်ပေးမယ် အဲ့လိမ့်စာကြောမသိကျွန်တော်တို့အဲ့ဒါကူညီလာတော့အခုရကျော်က NDK ဒီစတိကလေးတွေဟိုတူပေါက်လေးမှာလာကတ်တာ တူပေါက်လေးမှာလာကတ်တာလားဟုတ်ကဲ့လိပ်စာသိရဆိုလို့ရှိရင်ကျွန်တော်ထပ်ပြီး9000ပေးဖို့ အဲ့တော့မသိကျွန်တော်အဲ့လို ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုเนาะအခုလို့ဖြည့်ပြရတဲ့တော့ဟုတ်ကဲ့